တိုင်းပြောလိုက်ရတာထုတ်လို့ပြောမှသိနေတယ်လေစစ်ကောင်စီတို့တပ်တွင်းမှာဘလောင်တွေစူကြွမီလို့ဘူလောင်နေတိတ်ချရတဲ့တမတော်မူလဲကျင်ဆိုးကြောင့်ကိုပြောပြထားတယ်တဘောမကိုကြွေရန်တွေတရင်ကိုအမောင်ချခြင်းကိုလောင်ရတယ်လေရရတွေအခြေကောင်းလို့မြောက်ရှမ်းလဲကြခဲ့ရပြီအခြေကောင်းနေပုံတွေသမိုင်းလင်းဟိုဖျားနဲ့ဖျားရင်မတူပါဘူးတဲ့မိမတခေါ်ကြီးနဲ့ကျင်းစိုးဖြစ်ပုံနဲ့ဘုန်းကြီးနဲ့တင်မပြီးနိုင်လေလို့ဖျားနဲ့တော့မှခုခိုင်းသေးတဲ့စိတ်မကောင်းကြပါလေဒီကဘာလုံးသိနေမှာတော့မထူတော့ပါဘူးစောက်တင်းပြောပြရစီICC လာပါသေးဖျားကြီးမှမဲ့ခမညာသူတင်ရဲ့မကယ်နိုင်နဲ့အကျွေးကတောင်းနေတယ် ICC လာပါသေးဖျားကြီးမှမဲ့ခမညာသူတင်ရဲ့မကယ်နိုင်နဲ့အကျွေးကတောင်းနေတယ်တာကိုကြီးဖင်ချတာကုန်းငိမ်ခံနေမူရတဲ့မျက်နှာမျိုးနဲ့ဟန်ရင်ပြလို့နေဟိုဖျားဒီဖျားကဲအောင်မလေးဟိုသွားဒီသွားတွေ့အောင်မလေးစောက်ယူအတွေ့ကကောင်းပါတလေတိုင်းပြည်အနှံ့ပေးချောင်းကြံလာနေရခိုင်နဲ့မှာနမကထံခမင်းနဲ့လို့မရဲကြရဲ့ထိုးကျွေးဖို့အတင်းကြံရခိုင်နဲ့မှာနခခထံခမင်းနဲ့လို့မရဲကြရဲ့ထိုးကျွေးဖို့အတင်းကြံမရဲပြီးသွားရင်အဖလာကဲမလားတဲ့မကဲဘူးလေကွာဘုံမင်းနဲ့ကျဲမယ်ငရဲပြီးသွားရင်အဖလာကဲမလားတဲ့မကဲဘူးလေကွာဘုံတွေနဲ့ကျဲမယ်ငရဲပြီးခေါ်ကတွားရင်မင်းတိုင်းမင်းကန်ခန္ဓာသွားဖို့တေလိုက်စေဖို့သူထိုးကြွေတယ်အဖလူလဲရေးတခေါ်မစိတ်တကသာသမီတသေးကြီးနော်တခေါ်မစိတ်နကသာသမီတသေးကြီးနော်ဝရံပြေလာခေါ်ဖမ်းမစီမတော်တိုင်းကြီးကသူထွက်ပြေးအောင်ဝိုင်းလို့တီးမတော်ရုရှားကြီးရဲ့တောင်းလို့နေတိုင်းကြီးအဖြတ်သမားအလကားကောင်းပါလေ